သက်60ပင်စင်ဘဝတွေထုတ်တန်းပြန်ကျွန်တော်ရဲ့မေဝါဒနီတွေဝဲကားလေးကြော်ဆိုင်လေးကားကိန်းတစ်ပေအကျော်ရန်သင်ဖြစ်တဲ့ချိန်မှာအချစ်ဆုံးသာတွေးလေးက Reasoning မှာအပူစားရဲ့ပြောမထွက်လို့အတူတူချောင်းတော်ပေါ်လေးကိုချောင်းမို့ဆိုင်စေရန်ကိုမခေါ်နိုင်ဒါကိုအမေမတီးခဲ့တော့အိမ်ပြန်ရောက်တဲ့ခါတိုင်းမှာအတင်းမိတာဒါလေးချောင်းမှာပြောရလားပြောတာပေါ့မေရဲ့ပြောတာပေါ့မေရဲ့ချောင်းကြီးမှာဒါလေးတော်တော်ပြောပါတယ်ပြောတာပေါ့မေရဲ့ပြောတာပေါ့မေရဲ့ချောင်းကြီးမှာဒါလေးတော်တော်ပြောပါတယ်အဖေကတောက်တယ်လို့ကျွန်တော်ပလင်းပြေဝေကပြန်လမ်းထိပ်မှာကြောင်ကဆရာမလေးတွေ့ပြီးအန်ကိုချိန်နှာခေါင်းပိတ်ခါနန်းစောလုံးလုံးပြစ်မှာပါဖော်ဆိုမခိုင်ကန်နာရဲ့ဆိုင်ကပလင်းကြော်ဆိုင်မှာသုံးပြဖို့ကျွန်တော်စီဘုံကြီးထန်းကပြန်လမ်းထိပ်မှာရှိတာကိုဆိုပြီးမို့ညောစောနန်းချွေကပြန်စိတ်ခံကပတိဝါစီကမင်းမျက်နှာမနှံဝန်တော့တာရှင်နာစရာပြောတာပေါ့